Hello everyone ဒီနေ့ဆက်ရတော့ထိုင်းနိုင်ငံမဟာချိုင်မြို့နယ်မှာ3လပိုင်း29ရက်နေ့ကကျင်းပခဲ့တဲ့ Miss Trans Beauty Queen 2026ပွဲမှာ judges ဖြစ်ပေါင်ရီကူညီပေးဖြစ်တာလေးကိုဇာ vlog လေးလုပ်ပေးချင်ပါတယ်ဒီပွဲမှာဇက်အတိအမဟာတွေနဲ့ဆုံးခဲ့တဲ့အများကြီးပေါ့နော်ဒီမှာဆိုရင်တော့မဖြိုးပေါ့နော်မဖြိုးနေကကြတော့ခင်တာကြာပြီဇက်ဘကောင်းမှာ fashion show ရေလျှောက်တော့လဲဆုံးဘူးရပေါ့နော်ပြပြမဖြိုးကနေပြီးတော့ဇက်ကိုပွဲရပဲတော့လဲအားပေးမယ် support လုပ်မယ်ဆိုတော့ဇက်ကို supporting လုပ်တဲ့စကားပြောရပေါ့နော်ပြီးတော့ဗာလဲဆိုတော့boss ပိုင်းနဲ့တွေ့ခဲ့သူဇက်ကိုရမမီလို့ဆိုပြီးတော့ပြောပါတယ်ပြင်မှာရရှိပဲဆိုပါညာပေါ့ကွယ်ဒီမှာ activity ညီမလေးနဲ့လည်းပုံလေးတွေ့ရဖြစ်ပါတယ်ဒီပွဲမှာလေး activity တော်တော်များများအရန်လာကြအကုန်လုံးလာကြပေါ့နော်ဒါကတော့ Miss International Queen မြန်မာ2026ရဲ့usually အမ2025ရဲ့ Miss Week 2026ရဲ့တော့ပေါ့နော်အရန်ပေါ့ပွဲကနေရာလေးအများကြီးနေရာခရထားခဲ့ပေါ့နော်ဒါပေမဲ့သူကတော့ပြောနေပါတယ်ဒါပေမဲ့ပြောကြတော့ကောင်းပါတယ်ဒီလောက်တဲ့ပွဲဆိုတော့ထွက်ကြတာတွေအများကြီး support လုပ်ခဲ့ရပါတယ်ဆိုအများကြီးလည်းပြောစရာကောင်းခဲ့ပါတယ်တတဘိုင်ဘိုင်နောက် project မှာတွေ့မယ်